Hey လူတွေကိုပြန်ကြည့်ရအောင်မင်းတို့အခုနေထိုင်နေတဲ့ပုံစံကြီးကတကယ်ရောအဆင်ပြေရဲ့လားတခါတလေအေးဆေးပါလို့ထင်ရပေမဲ့ရေရှိမှာကိုဒုက္ခပေးနေတဲ့အကျင့်လေးတွေကိုတတိထားမိအောင်ပြောပြမယ် ရေငတ်ရင်ရေတောက်ဖို့ထက် Coke တို့ Bubble Tea တို့ Energy Drink တို့ပဲပြေးမြင်နေတာလားဒါတွေကခဏတာလန်းဆန်းစေပေမဲ့ ခန္ဓာကိုယ်ထဲမှာအဆီတွေစုလာမယ်ဝက်ချံတွေထွက်လာမယ်ရေဓာတ်ခမ်းကြောက်တော့လူကအမြဲနှုံးနေတော့တာပေါ့ စိတ်ညစ်တာပဲဖြစ်ဖြစ် stress များတာပဲဖြစ်ဖြစ်အစားအသောက်နဲ့ဖြေဖြောက်တတ်တဲ့အကျင့်အထူးသဖြင့် fast food တွေအဆက်တွေကိုအလွန်ကြုံစားတာစားနေတော့ခဏပဲစိတ်သက်သာရတာပါနောက်ပိုင်းမှာအစာအိမ်ယောဂါနဲ့ကိုယ်အလေးချိန်တက်တာတွေကစိတ်ဖိစီးမှုကိုပိုတိုးစေပါတယ်ဒါဆိုဘာလုပ်ကြမလဲနှစ်နာရီနှစ်ခါထပါဂိမ်းစော့စော့အလုပ်တနာရီပြည့်ရင်ထပြီးကိုယ်လက်လှုပ်ရှားလုပ်ပေးပါ screen time သတ်မှတ်ပါအဲ့ခါနီးနှစ်နာရီအလိုမှာဖုန်းကိုချထားလိုက်ပါကိုယ့်မျက်လုံးနဲ့ဦးနောက်ကိုအနားပေးပါရေဘူးဆောင်ထားပါဘဲသွားရေဘူးလေးပါပါစေအချိုရည်အစားရေကိုပို့တောက်ပေးပါအခုပြောဖို့ထက်ရေရှိမှာကျန်းမာဖို့ကပို့အရေးကြီးတယ်ဆိုတာမမေ့နဲ့ဦးနော်